ဒီနေ့မှာတော့ကျွန်တော်အပြောင်းလဲလေးတစ်ခုဖြစ်သွားအောင်ထုကြမယ်ဗျဒါထုဖို့အတွက်ပထမဆုံးဆွဲတာပေါ့နော်ပုံချမ်းပေါ့မြင်းရုပ်လည်းတွေ့တယ်ကောင်မလေးပုံလေးရောဒါသူထုတော်မှာဖြစ်ပါတယ်တက်သားတော့ဘပုထုတာပြောတာပါသူဒီပုံထုမှာပေါ့နော်ခွေးပါတယ်ပြီးတော့ကောင်မလေးပုံပါတယ်ပြီးတော့မြင်းပါတယ်ပြီးတော့ငှက်လားမသိဘူးပါသေးတယ်ငှက်ဒါမုံဆွဲတာပေါ့နော်မုံဆွဲဘုံကျဲတာပေါ့ချင်းစောနဲ့ပထမဆုံးပုံချမ်းကိုမလိုအပ်တဲ့အသားတွေဖဲ့ပြတာပေါ့ဗျာတပွေတဲ့ချာတစ်သုံးရက်လည်းအကြီးပဲတော့ဘယ်ရရလဲမသိဘူးအပင်တော်တော်ကြီးကြီးတစ်ထုံဗျဒါမြင်းတော့စော့နေတယ်တက်တာအပိုးပဲပေါ့နော်ဒါအပိုးတွေပုံချမ်းတော့ထွက်လာပြီမိုက်တော့မိုက်ဒါမြင်းချလာကောင်မလေးလည်းပါတယ်ကောင်မလေးကမြင်းကိုဖတ်တာဒါငှက်ဖြစ်မှာအပေါ်မှာတိတ်ငှက်ငှက်နှုတ်ပြီသူကပုံအကျန်းလေးအရင်ဆွဲလိုက်ပိုတဲ့နေရာလေးလီထုတ်လိုက်နောက်တဲ့အကျန်းလေးထပ်ဆွဲလိုက်လောက်ရတာနော်ဒါစောက်တဲ့ပုံစံထွင်းတော့မျက်လုံးအတောင်နေဖြစ်မှာဗျကြီးကုန်ပုံစံမျိုးတွေပါနော်ပို့တဲ့ဟောသူကအဲ့ကောင်မလေးပုံနဲ့တူတယ်မျက်နှာလေးကိုကြည့်ပြီးတော့မှသူကသေချာထုနေတယ်လက်အတိုင်းတွေပါယူနေတယ်သူလက်အတိုင်းတွေဒါတိတ်ငှက်အမိပဲဒါတိတ်ငှက်ချီတဲ့တူလာခုနကောင်မလေးပုံနေအမှသူကနောက်မှဘယ်လိုကောမလဲငှက်တောင်နေရောလားကြက်တောင်နေရောလားရောမပုံစံမျိုးဒါပြီးသွားပြီပေါ့နော်အဲ့ဒါဆေးမှုတ်တာအမှန်တော့အဲ့ပပုတွေကိုသူတို့ထက်ချောလို့ရသေးတယ်ပေါ့နော်သူတို့ပပုတွေကကျွန်တော်ပထမအရှိမတပုတ်လဲလောက်ခဲ့ပူတယ်သူတို့ကအကျန်းနေပုံစံမျိုးလောက်ပဲလောက်တာပေါ့နော်ပုံစံပေါ်တဲ့ပုံစံမျိုးလောက်ပဲသူကအမွှေးအမြင့်တွေကတော့ပြောင်းအောင်မချုံတချို့ပပုဆရာတွေကကြတော့ကျွန်တော်တို့ဒီအမွှေးအမြင့်တွေကိုပြောင်းအောင်ချောတယ်ပေါ့နော်ပြောင်းချောနေပြီးတော့မှတေချာပေါ့လစ်တိုက်တာပေါ့နော်သူတို့ကတော့အကျန်းပုံစံလောက်ပဲလောက်တာအမွှေးတွေဆိုအခုတွေ့နေရသေးတာပေါ့နော်ဒါတိတ်ငှက်ထုလို့ပြီးသွားပါပြီ